ဒီနေ့ကတော့ N3 ဆိုမှတို့မဲ့ဘွန်ပိုတိုင်း issue ရဲ့မိကမဲပါဒီနေ့လဲဖောင်3ခုပေါ့နော်မိတိုင်တာရဲ့လာရှိရဲ့ပို့ရဲ့ဆိုတဲ့ဖောင်မှာသူတို့3ခုကတူတလို့လို့ထင်ရပေမဲ့တကယ်တမ်းကျတော့အသုံးနှုန်းကွဲပြားတယ်ပေါ့နော်ဒီနေ့တော့ဒီဖောင်3ခုရဲ့ဘယ်လိုကွဲပြားတာလဲဆိုတာကိုပြောပြပါမယ်ဆိုတော့အရင်ဦးဆုံးမိတိုင်တာပေါ့နော်နံပါတ်1ဖောင်လေးကမိတိုင်တာမိတိုင်နိမိတိုင်နာဆိုတဲ့ဖောင်လေးပါသူ့ကိုဘယ်လိုနေရာမှာသုံးလဲဆိုလို့ရှိရင်တစုံတစ်ခုอ่ะပေါ့နော်တစ်ခုခုလိုမျိုးတစ်ခုခုပုံစံမျိုးနဲ့တူတယ်လို့ခံစားရတဲ့အခါတူတယ်လို့ခံစားရတာပဲရှိရတကယ်ကအမှန်ကလုံးဝကွဲပြားတဲ့အရာပေါ့နော်အဲ့လိုမျိုးခံစားရတယ်လို့ခံစားရတဲ့အရာကိုဥပမာပေးတဲ့အခါနောက်တစ်ခုကခံမှန်းပြောဆိုတဲ့အခါမှာပေါ့နော်စကားပြောတဲ့အသုံးအနှုန်းတွေနဲ့သုံးပါတယ်လေဘုံလေးကြည့်မယ်လေဘုံနံပါတ်1ကခါနေနောဟာနာရှိခတာဝအိုနာမီတိုင်ဒအတိတ်ပေကကောင်လေးရဲ့စကားပြောပုံကမိန်းကလေးလိုမျိုးပဲပေါ့နော်ဆိုတော့ဒီမှာယောက်ျားလေးရဲ့စကားပြောပုံကမိန်းကလေးနဲ့တူတယ်ဆိုပြီးတော့ဥပမာပေးထားတာပါဆိုတော့စကားပြောနေတာကကောင်လေးယောက်ျားလေးပေါ့နော်ဒါပေမဲ့သူ့ရဲ့စကားပြောပုံဆိုပုံပြောတဲ့ပုံစံကမိန်းကလေးနဲ့တူတယ်ဆိုပြီးတော့ဖော်ပြတဲ့အခါမှာသုံးထားတာပါလေဘွန်နီလေးကြည့်မယ်လေဘွန်နီကကိုကိုနိုဆုနာဝဟိုရှိမီတိုင်နာခတာချီယိုစတေဒဟိုရှိနိုယောနာအတိတ်ပေကကြီးကသဲတွေကကျေပုံစံဖြစ်နေတယ်သဲကိုကျင်းနဲ့ဥပမာပေးထားတာပါဆိုတော့ကျင်းနဲ့တူတယ်လို့ပြောထားတယ်တကယ်ကတော့ကျင်းမဟုတ်ဘူးသဲပေါ့နော်အဲ့တော့သဲကိုကျင်းနဲ့တူတယ်လို့ပြောထားတယ်အဲ့မှာသုံးထားတဲ့အသုံးနှုန်းမှာနောက်ဥပမာကိုကြည့်မယ်ကိုနိုအပတ်တော်ကဒါတွေမို့စွန်ဒေဤနိုင်မိတိုင်တာစွန်ဒေဤနိုင်ယောတာဒီကဒီတိတ်ခမ်းကဘယ်သူမှမနေတဲ့ပုံပဲဒါဟုတ်ချင်လဲဟုတ်မှာမဟုတ်ချင်လဲမဟုတ်ဘူးပေါ့နော်သူတေးချမသိပဲနဲ့မတေးချပဲခက်မှန်ပြောဆိုတဲ့အနေနဲ့သုံးထားတာပါနောက်ဥပမာကအစတဝအမေမိတိုင်နဲ့ဆိုတော့အမေနော်ယောတာအတိတ်ပေကမနှက်ဖက်မိုးရွာမဲ့ပုံပဲနော်ဒီဟာလေးပေါ့နော်မိုးကရွာခြင်းနဲ့ရွာမယ်မရွာခြင်းနဲ့မရွာဘူးခက်မှန်းတဲ့ပုံစံနဲ့ပြောထားတာပါနောက်ဥပမာကလင်းဆန်မိတိုင်နိနီဟွန်ဂိုကဥမခုနာရီတိုင်လင်းဆန်နော်ယောနိအတိတ်ပေကလင်းဆန်လိုမျိုးဂျပန်စကားကျွမ်းကျင်ရှင်လိုက်တာဆိုတဲ့အတိတ်ပေပါဒီမှာဆိုလဲလင်းဆန်နဲ့ကိုရိုင်းနဲ့ကလုံးဝမတူဘူးပေါ့နော်ဒါပေမဲ့လင်းဆန်လိုမျိုးဖြစ်ချင်းနဲ့လင်းဆန်လိုမျိုးဂျပန်စကားကျွမ်းကျင်ခြင်းနဲ့ဆိုတာကိုပြောထားတာပါအဲ့လိုသုံးနှုန်းလေးပါဆိုတော့နောက်ဖောင်လေးတွားကြည့်ပါမယ်နောက်ဖောင်ကနောင်လာရှိဆိုတဲ့ဖောင်ပါဒီနောင်လာရှိရဲ့အတိတ်ပဲကလေအဲ့ဒီတစုံတစ်ခုတစုံတစ်ယောက်ရဲ့အဲ့ဒီတစုံတစ်ခုတစုံတစ်ယောက်မှာရှိထားတဲ့ကိုယ်ပိုင်ထူးခြားတဲ့အရာတစ်ခုခုနဲ့တူတာကိုဥပမာပေးတဲ့အခါဖော်ပြတဲ့အခါမှာသုံးပါတယ်ဘာသာပြန်တဲ့အခါမှာတစ်ခုခုတယောက်ပုံစံလိုမျိုးဆိုပြီးဘာသာပြန်မိမယ်အောက်မှာရေးထားတယ်လို့ပဲဆိုနိုမိုနိုဇူဘာဒီဆိုတာပုံစံအတိုင်းပစ္စည်းပုံစံတစုံတစ်ခုပုံစံအတိုင်းဆိုတဲ့အတိတ်ပဲပါဆိုတော့လေဘွန်လေးကြည့်ပါမယ်လေဘွန်အချီကကျော်ဝဟာလူလာရှိအတတကန်ဟီဒက်စတာအနောက်မှာကွင်းစကွင်းပိုင်နဲ့ဒါလီမူကဟာလူတုခန်းကြီးတို့ဟိဆိုပြီးတော့လည်းရေးထားတယ်ပေါ့နော်ဆိုတော့အတိတ်ပဲကြည့်မယ်ဒီနေ့ကຫນွေဦးလိုမျိုးနွေးထွေးရှိတဲ့နေ့ဖြစ်ခဲ့ပါတယ်ဆိုတော့ရတိဥထုကနွေးလေးဖြစ်နေတယ်ဆိုပြီးတော့ပြောချင်တာပေါ့နော်ဆိုတော့နောက်တနည်းအားဖြင့်အတိတ်ပဲကကြတော့ຫນွေဦးပပီတတຫນွေဦးပပီတတနွေးထွေးရှိတဲ့နေ့ဆိုပြီးပြောချင်တာပေါ့နော်ဒီမှာဆိုရင်ຫນွေဦးဖြစ်တဲ့အတွက်ကြောင့်နွေးထွေးရှိတယ်ဆိုတာဒါကပုံမှန်အတိုင်းပဲຫນွေဦးပီတာတဲ့နေ့ဆိုပြီးပြောချင်တာပေါ့နော်အနောက်မှာရှိတဲ့ဓာတ်လီမူကဟာလူတုခန်းကြီးတို့ဟိဆိုတာဘယ်သူမှမဆိုတာဒီຫນွေဦးပဲຫນွေဦးဆိုတော့ຫນွေတာပုံမှန်ပဲဆိုပြီးတော့ခန်းစားလို့ရတဲ့နေ့ပေါ့နော်အဲ့ဒါကိုပြောချင်တာပါဆိုတော့နောက်ဥပမာကိုကြည့်မယ်ဝတရှိဝဂျောစီလာရှိယောဖုကူဝအမရီခိနိုင်ဓာတ်လီမူကဂျောစီတိုခန်းကြီးတို့ယောဖုကူဒီမှာဆိုလဲမိန်းကလေးပီပီတတပေါ့နော်မိန်းကလေးဆန်တဲ့အဝတ်အစားကိုတိတ်မဝတ်ဘူးဆိုပြီးတော့ပြောထားတာပေါ့နော်အနောက်ကကွင်းစကွင်းဖိတ်တဲ့အတိတ်ပဲကဒီကိုကပဲပေါ့နော်ဒီမိန်းကလေးပီတာတဲ့အဝတ်အစားလို့ထင်တာမဟုတ်ပဲねအကုန်လုံးဘသူစီရပဲကြည်မိန်းကလေးလို့မိန်းကလေးပီတလို့ခံစားရတဲ့အဝတ်အစားမျိုးပေါ့နော်အဲ့လိုအဝတ်အစားမျိုးငါကမဝတ်ဘူးတနည်းအားဖြင့်မိန်းကလေးတယောက်ကဝတ်လို့အတ္တရိမရဲ့ပေါ့နော်မိန်းကလေးတယောက်ကပုံမှန်ဝတ်တဲ့အဝတ်အစားမျိုးမိန်းကလေးပီတာတဲ့အဝတ်အစားမျိုးကိုငါကတိတ်မဝတ်ဘူးဆိုတဲ့အတိတ်ပဲပါ
ဒီလက်ရှိနဲ့မိတိုင်နဲ့ကလေအတိတ်ပဲကတော်တော်လေးတူတယ်လို့ခံစားရတယ်စကားပြောရင်လည်းတိတ်ပြီးတော့အဲ့လိုမျိုးဖုရှိကီပေါ့နော်ဟိုတခုခုကြီးမှားနေတယ်လို့တိတ်ပြီးမခံစားရတာမျိုးလဲများတယ်ဆိုတော့မှားသုံးတတ်ကြတယ်ပေါ့နော်ကိုရီဆိုလဲခဏခဏမှားသုံးမိရပေါ့နော်ကိုဟာနဲ့ကိုတတိမထားမိဘူးဒါပေမဲ့ဂျပန်နေကချက်ချင်းတည်တယ်သူတို့ကဘာမှသာမပြောတာဒါပေမဲ့ငါသုံးလိုက်တာမှားသွားလားဆိုပြီးပြောလိုက်ရင်တော့သူတို့ကရှင်းပြတယ်ဒါကတော့ဒီလိုမှားတယ်ဆိုပြီးတော့ဆိုတော့ကွဲပြားချက်လေးကိုတည်ထားပြီးတော့မှန်မှန်ကန်ကန်လေးသုံးတတ်ရင်တော့ကောင်းတာပေါ့နော်ဆိုတော့နောက်ဖောင်လေးကြည့်ကြည့်ပါမယ်နောက်ဖောင်ကနောင်ပို့ဤဆိုတဲ့ဖောင်လေးပါအတိတ်ပဲကတခုခုလိုမျိုးတခုခုပုံစံမျိုးဆိုတဲ့အတိတ်ပဲပါသူလဲမိတိုင်တို့လရှိတို့နဲ့အတိတ်ပဲတူပေမဲ့ပေါ့နော်ဘယ်လိုနေရာများသုံးလဲဆိုလို့ရှိရင်ဘာရမဟုတ်ဘူးပေါ့နော်ကိုကကြီးလိုက်တယ်ကြီးလိုက်ပြီးတော့တူတယ်ဖြစ်နိုင်တယ်ဖြစ်ဖို့များတယ်ဆိုပြီးin-short technique ပေါ့နော်ဘာရမဟုတ်ဘူးကြီးလိုက်တဲ့အခါမှာခံစားရတဲ့အရာကိုဖော်ပြတဲ့အခါမှာသုံးတယ်လဲဘွန်ကြည့်ကြည့်ပါမယ်လဲဘွန်အချီကအနုရှောကစေဝအိုတိုနာပို့အတိတ်ပဲကဒီမူလရန်ကလေးကလူကြီးလိုမျိုးပဲတကယ်ကလူကြီးမဟုတ်ပေမဲ့လည်းသူ့ရဲ့ပုံစံတို့အပြုအမူတို့ကနေပြီးလူကြီးလို့ထင်ရတယ်ပေါ့နော်။ဘာရမဟုတ်ဘူးကြီးလိုက်တဲ့အချိန်မှာလူကြီးလိုမျိုးထင်ရတယ်ဆိုတဲ့အတိတ်ပဲနဲ့သုံးထားတာပါ။လဲဘွန်နီကိုကြည့်ကြည့်ပါမယ်။လဲဘွန်နီကခိုနိုလျောဒီဝအာဘူရာပိုခုတဲ့ဤရတာအတိတ်ပဲကဒီဟင်းကစီများတဲ့ပုံပေါက်လို့မကြိုက်ဘူး။ဆိုတော့ဒီမှာ तू ကဒီဟင်းကိုကြည့်လိုက်ပြီးတော့စီများတဲ့ပုံမို့လို့မကြိုက်ဘူးဆိုတာကိုဖော်ပြထားတဲ့အသုံးနှုန်းပါဆိုတော့ဒီနေ့ရဲ့ font 3ခုကိုပြန်ပြီးတော့မတိုမဲလုပ်ပြီးတော့ပြန်ချုပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်မိတိုင်ဆိုတာကတခုခုတစ်စုံတစ်ခုနဲ့တူတယ်ပေါ့နော်ဒါပေမဲ့အဲ့တူတယ်ဆိုတဲ့တစ်စုံတစ်ခုနဲ့ခိုင်းနိုင်ခံရတဲ့အရာကလုံးဝကွဲပြားခြားနားတယ်နောက်တစ်ခုကကြတော့လက်ရှိရကြတော့သူ့မှာရှိတဲ့ထူးခြားတဲ့အရာတစ်ခုခုသူ့ပုံစံပြီးသားတဲ့အရာတစ်ခုခုနဲ့ခိုင်းနိုင်ပြောပြတဲ့အခါမှာသုံးတယ်နောက်တစ်ခုနောင်ပိုးရကြတော့ဘာရမဟုတ်ဘူးကြည့်လိုက်တဲ့အချိန်မှာတူတယ်ဖြစ်နိုင်တယ်ဆိုပြီးခံစားရတဲ့အရာကိုဖော်ပြတဲ့နေရာမှာသုံးပါတယ်ဆိုတော့ဒီနေ့ရဲ့ဘုံပိုးကတော့ဒီလောက်ပါပဲကြည့်ပေးလို့ကျေးဇူးတင်ပါတယ်